ငါတကယ်ကြီးပြောင်းနေလို့ငါလာတာဘာဖြစ်လဲပြောအမလေးဟဲ့ဘယ်ယုံမြင်လို့ဘယ်ချုံနေလဲဆိုတာသိပြီးသားငါရောက်မှအခုဆိုရင်မျိုးကြီးသူဖြစ်နေပြီနင်တို့တော့တူလို့တန်းလို့လားဟမ်နင်းလို့လူမျိုးတွေရှိလို့လေဇီးသီးတဲ့မဖြိုင်ဦးတို့ကပေါ်လာတာရေငါတော့မြက်ချောက်စားတွက်ကြရထရန်စောက်ကိုအီးကုန်းနေတဲ့သူဟာများအမလေးလေစိတ်နှကရောင်နဲ့ပပြောင်ပြင်းနေတာဟုတ်လားစားဘူးတော့မဟုတ်တော့ကွာဘူးတော့ဇရက်ပြဟမ်ရန်ကုန်မြို့တော်ဘယ်စီနေမှမသိတဲ့သူကတောတဲ့မြို့တွေကိုလာပြီးခွဲကြနေတာရီလိုက်ချင်တဲ့အမလေးနင်းတော့ရန်ကုန်ရောက်ဖို့လို့လားဟမ်ငါဘေးလိန်ကောင်းကူတော့ငါရန်ကုန်ဆေးကိုတစ်ခေါက်ရောက်ဘူးလေနင်နားလေလားအမလေးဟဲ့ရန်ကုန်ဆေးရောင်ကြီးလောက်ရောက်ဖူးတာများခုံယူနေသေးတယ်ငါရောက်မှလို့များဟိုတယ်တွေပတ်သွားနေရဘလို့နေမလဲမသိအမလေးလေကိုပြောတဲ့စကားနဲ့ဘယ်ရောက်လို့မှနင်မသိဘူးလားပြောဟဲ့သိတယ်ဟဲ့သိတယ်ငါရောက်မှဟိုတယ်လိုင်းရောက်လောက်တာဟဲ့အမလေးလေးလာလာကျုံတို့ညို့ပြောခဲ့အောင်မလားလားငါနဲ့ကြိုက်နေတော့ကိုအရင်မတောင်းနဲ့နော်ကိုအရင်မတောင်းနဲ့နော်ဆိုပြီးကူးကြမှာနင်အရက်သမားကိုလင်းတော့ပြီးအရက်နဲ့နင်ရှူလို့ကောင်းလားပြောမလေးရှူတယ်တော့ဘာဖြစ်လဲငါချစ်လို့ငါရှူတာလေနင်အကြောင်းပါလားတတိယအိုင်ငါတော့ရောအိမ်လာခဲ့ပါဦးဟာအမလေးသွားဟဲ့နောက်ကငါရဲ့ကြောင့်ငါမနေနဲ့လာစမ်းထုံးလာပြီထုံးပြီးွားရင်အုံးစီပြီးွားရင်လာစမ်းရေမလီထုံးအုံးစီရေနဲ့အချိုးကျတမပြီးလို့ရှင်ရင်ဒီလိုမျိုးထောင်ပြီအမလီထောင်စမ်းဟာအလဲလမ်းသွားရေကနေအမြဲရက်ကနေကောင်းမရေကောလို့တာနီထီတချောင်းလူမိုးထားတဲ့အဖေဟင်မင်းတန်ကြရရလေမင်းရှေ့ရရက်တီဖို့နေနေတာလားမင်းရှေ့တော့ဖြတ်မလျှောက်ချင်ဘူးကွာရောဒီမှာရောကိုပဲလေဟာအဖေကလည်းသားတန်ကကြီးငွေတင်မြို့ပေါ်ပြန်လာတယ်ဆိုတော့သူ့ကိုခေါ်ပြီးသားနောက်ဖို့ချောင်းနဲ့သွားမှာဘာသမီးကတန်သမီးကိုချောင်းနဲ့ခေါ်သွားလို့သိတော်ပါမလားကွာအဖေနဲ့ပါဆိုင်လို့လေသူကြည့်ပြီးတော့လိုက်တာလေအဖေကသူနဲ့ကျွန်တော်နဲ့ငယ်ငယ်ချင်းတွေငယ်ငယ်လေးတွေဒီချောင်းထဲမှာကြီးလာကြဟာဟိုတော့ကဖြစ်တယ်ခုချိန်ခုခါမှာပတ်ဝန်းကျင်မြေကဲ့ရမှာကွာရောင်းသူဝယ်သူအသွင်တူနေပြီပဲဘာသမက်ကြိုက်တာဂိူးဆိုင်နေအောင်မလဲအဖေကလည်းဒုက္ခပါပဲဗျာအသက်ကြီးနေဘာပူးသူရမှလည်းမကြည့်ချောင်းနဲ့သွားတာဘာဖြစ်တော့မှမလို့လေဒုက္ခပါပဲဗျာလေသပင်ထောင်ကျင်လို့ထုံးလိုက်နေကောင်ဘယ်ကျက်မျက်စိနဲ့ဝင်နေကြအောင်မှမသိဘူးဟာနေမြဟဲနင်းနေရတဲ့တခြားစီပဲဖွာကြိုက်ပြီးတော့လေနံပါတ်မှာကွင်းနဲ့လှုပ်လိုက်တော့ဖြတ်လက်တက်ကြွနေတာပဲနော်ဟုတ်လားအသားတွေလည်းဖြူးလိုက်တာဗျိုင်းမအောင်ထုံးထုတ်ထားသလားအောင်ပါတယ်ဟုတ်လားဒီလောက်ကလေးတွေကလည်းလေစပုတ်တောင်အုံးမဲတုံထားသလိုမျိုးလေငငယ်ရလို့ပဲမမတဲသေးလေးနော်စပင်းတွေမှာဖြူနေတာဘယ်ရစပင်းဖြူရမလဲဟာငါစပင်းထောင်းလို့စပင်းကိုထုံးလိုက်တာလားကျွတ်ကြကုန်တော့မှာပဲမကြွဘူးဘာမှမဖြစ်ဘူးငါလိမ့်တယ်ကြော်တဲ့လူငယ်တွေလည်းလိမ့်လို့ရအောင်ငါနီးပေးလမ်းပြလှုပ်ထားတာဟဲ့ငါရောက်တော့မှလေငါပစုံလုံးစားချင်အာနေနိုင်ပေးပါလားပစုံလုံးစားချင်လို့ပစုံလုံးကဒီချိန်ဘယ်နေရာမှာရနိုင်လဲဆိုတော့ပစုံလုံးကအခုချိန်ဆိုဟိုနေမှာနိုင်လို့ရတော့တယ်ဟိုစကလေးစကလေးမှာတော့နိုင်ပြီတကယ်ကြီးဒီမှာနေစောင့်နေနော်စောင့်နေမယ်ဖမ်းမိရလားရတယ်တွေ့တယ်ဒီမှာဟေးတငယ်ချင်းဒီမှာကပိတ်တော့တစ်လုံးရပြီတွေ့လားဟာကပိတ်တော့တော့ပြေးသွားပြီပြန်မယ်လာမောမယ်လားပြန်မယ်နေငါအိမ်နဲ့ဖက်နဲ့ယုံမယ်အမလေးလာအများကြီးပဲတော့ကြမယ်ကြမှာနေငါရေသေးပြီပေးမယ်ဟုတ်တယ်အများကြီးရတာတော့ဒီမှာအများကြီးကဲတော့မယ်ဟမ်အမလေးခဏဟမ်ဟဲ့ဘာဖြစ်လဲဘာဖြစ်လဲလို့ဟဲ့တကယ်ကြီးဘာဖြစ်တာလဲလို့ဘာဖြစ်တာလဲဟဲ့အမလေးရေထဲရောက်ပြီးလွတ်လိုက်တော့အမလေးလွတ်လိုက်ပါတော့ရေထဲရောက်နေပြီမလွတ်ဘူးလားမလွတ်ချင်ချုပ်ခဲ့မယ်မလွတ်ချင်မလေးလွတ်ချင်ချုပ်ခဲ့မယ်ဟာနေအောင်မင်းကအဲ့ဒီပစုံလုံးကိုအလိုက်နဲ့မထဲပဲနဲ့ဘာလောက်ကပိုက်တဲ့ထဲရတာတော့အမလေးအဖေ
ပလိုက်မရှိလို့ခပိုက်ထုံနဲ့ထည့်ရတာပေါ့ ဆေးကန်းရောက်လို့ဘယ်နေရာဘာဖြစ်ပါတယ်လို့ပြောပြမှာတော့ခက်ချက်ချက် အားဒါကြောင့်မလို့အဖေကိုကျွန်တော်ပြောတာလေစေကမတော်ပဲနဲ့အိမ်မှာပဲကျွန်တော်ကြိတ်ကူချင်ပါတယ်လို့ ဟင်ဘာခုဟာကကိုရွယ်ဝါပြီးထိတ်ကိုအောင်လို့ပျောက်ထားမျိုးမဟုတ်ဘူးကွာဆေးကန်းကမှနိုင်တော့ ငန်းတော့မဆောင်နိုင်တော့အဖေဟာရွာတဲ့ကလာသားလေးကျွန်တော်စောင်းမခက်နဲ့ထမ်းပြီးလိုက်ဖို့အကူကြီးတောင်းပေးသား ဘယ်သူမှမအားဘူးအလုပ်တွေနဲ့တိတိရှောက်ရမယ်သွားလာသွားမယ် ကိုကြီးညီမလေးပြန်လာတဲ့အချိန်မှာလေအဲ့ရက်တွေမတော့ဖဲနေလို့မရဘူးလား ဟုတ်တယ်လေညီမလေးလာလို့ကိုကြီးကရှော့တောက်ထားတာပါညီမလေးက ဒါရှော့တော့ထားတာ ဟုတ်တယ်လေညီမလေး စစ်တီလည်းညစ်ပါတယ် ဟာမှန်ဟိုမိုးညိုကျန်းနင်းပြောတော့လေရိုးရိုးတတမတောက်မဆန်းတဲ့ကောင်လေးပါဆို ဟုတ်တယ်လေ ဟိုမှာကျန်းမူးနေရမယ်ကျန်းသူ့ဝေတော်မနဲ့တွဲခေါ်လာရတယ် 哦，ကိုကြီးကလည်းဘာလို့ပြောနေမလဲလာတော့မယ် ဟာညီမနဲ့မသိဘူး တကယ်ချင်းနေအစင်ပြေးလား အဆင်ပြေတာမပြေတာတော့မသိဘူးဦးနို့ကငါကြွက်ကတော့ခံစားနေရတယ် အဲ့ဒါကြောင့်မင်းကိုရွယ်နေမရဘူးလို့ပြောတာလာသွားမယ် ဟောညီမလေးကလည်းလေဘာလို့မင်းလို့မေးမအောင်မသိအရင်မိုးတာဘယ်လိုလုပ်ကိုဝေးနေရပါလေလို့ဒါကမှညီမလေးဟာ ဒီမှာထုံးနဲ့တွေ့သွားရင်သပင်ကြီးရမယ်ထောင်းပြီးလမ်းသွားသေးရမယ်ဒီရွာမှာငါလောက်တိထွန်းနိုင်သွန်းရှိတဲ့လူမျိုးတရားမှမရှိဘူး ဟုတ်ပါပြီဆရာကြီးရဲ့မင်္ဂလာဆောင်ပါလေဘယ်လဲကျွန်တော်အများလေးလှုပ်ဆမ်းပါ မင်းကလည်းကွာထုံးချောင်းအောင်ဆောင်လေထုံးချောင်းမှာသပင်ပုံနဲ့မြဲနေမှာပေါ့ဟာ ဟေးဆက်လာကြီးကွာဟေး ဟာရောက်မင်းကငါပြောတယ်လေမျက်လုံးမိတ်တာပါဆိုဘာလို့မိတ်မထားတာလဲ ဆက်နေပြီကွာဟေးငါလည်းတော့ကဲမင်းကတွေ့မယ်ဟေးဟေး အာမစားဘူးမင်းလောက်ခါတော့ငါလောက်ထားရောက်မင်းကောင်သပင်ပြရလို့ငါဖိတာမင်းကမလေးစားဖြစ်လို့ငါထုံးလိုက်ပါပဲဘာသာလို့ကမကားနဲ့မင်းမစားဘူး ဟေးဘာဖြစ်လဲဘာဖြစ်လဲကြာဦးလာလို့တော့တော်တော်ထိုးတယ်ဝင်ပြီဗျ ဟဲ့မင်းကငါပြောတာလေဟမ်ဂျပန်တွေကိုထုံးနေမလိမ့်မနဲ့လို့တပြားတာသိမျက်စိကံတော့ဘယ်လိုလုပ်မလဲဘယ်လိုတော့ဝင်ယူမလဲမင်းမတားလိမ့်မယ်ဟာလာဒီမှာအာဒီမှာတားလေးလားဟာတားလေးလားဟာလုံးပေးမလားတားလားလာလာဘာမှုနဲ့ဦးလေးလုံးပေးမယ်ဒီမှာဘက်ကောင်းလီတော့ဟုတ်ပြီဟောဒီကောင်းလီတော့ယူတော့ဘာမှုတော့ဦးလေးလုံးပေးမယ်ဘာလုံးတယ်လဲရဲနေဟာပြတ်တယ်ပဲဟေ့ဘာမှုနဲ့ဘယ်လိုလုံးနေတာလဲဘယ်လိုလုံးနေတာလဲဟေ့ဟာဟေးအတပြေမလားပြေမလားမပြေသေးဘူးမပြေသေးဘူးမျက်လုံးပို့ဟုတ်ပြီဟဲ့အစပြေမလားဒါလေးအစပြေမလားပြေပြီအစပြေပြီလေတော့ပါသေးကွာအစပြေသွားလို့ဘာဖြစ်ကြတာတော့ဘာဖြစ်ရမလဲဒီမှာဖိုးသာထူးရဲ့ငါသားလို့သမင်းထောင်းနေတယ်ဆိုလို့အဲ့ဒါငါသားကထုံးနေလိမ့်မေတာမျက်လုံးထဲကိုထုံးနေဝင်လို့ အနေရရှိတယ်မလုပ်ပါနဲ့ဆိုတာကိုမိုးညိုရဲ့မြင်းကစိတ်မချမ်းသာလိုက်တာနေစပင်းထောင်းချင်တာမလားငါစီမလေးစပင်းထောင်းတဲ့ဟာရှိတယ်အမနဲ့ကြနေအိမ်သားယူလိုက်ကြလား ဟာအခုမှပဲစစ်တော့ဟဲစပရေးသုံးပြီစပင်းကလမ်းတော့တယ်ကွာ ငါလည်းဖြန့်ပေးပါဆိုရင်ပုံပေါ်ကျွန်တော်ရ အဲ့ဟောလက်ကားတော့မရဘူးကွာတစ်ခါပြရင်900 ပြီးမယ်ကွာဟေး အလေဖိုးတာထူးရဲ့900ပြပြနေဖြန်းနေစရာမလိုပါဘူးဒီစစ်တော့ head spray လေးကိုလေပတိုးဆိုင်နဲ့အလှကုန်ဆိုင်တွေမှာဝယ်လို့ရတယ်ပြီးတော့လေတပူးဝယ်နေအကြိုက်သုံးခံတယ်နော် ဟုတ်လားအဲ့မှာဝယ်လို့ရရလား ရတယ်လေ ဟာဟေးအဲ့ဒါဆိုမစလားမပြန်တော့ဘူးဆိုင်သွားတော့မယ် နေရလဲလေငါပေးထားတဲ့ဒီစစ်တော့ head spray နဲ့စီးပွားရေးလုပ်စားမလို့လား မဟုတ်ပါဘူးဟာငါတို့လှသိချင်လို့ပါဟာနေရလဲပဲနေကိုကျေးဇူးတင်ပါတယ်ဟာငါ့ကိုအခုလိုဒီဘူးလေးပေးတဲ့အတွက်ကဲစပင်ကေတော့အရင်စိတ်ချမ်းသာဝါလို့ကျေးဇူးတင်ပါတယ်စစ်တော့ဟဲစပရေးလေးရယ်